တကြံမှာဘယ်တကြားမင်းမှမစင်ဘူးလို့ပါကျုပ်ဆရာတော်ဒဲဟောပြီးတကြံရောက်တာနဲ့တကြားမင်းစင်မယ်ကုသိုလ်လုပ်သူတွေကိုရွှေပရပိုင်းနဲ့မှတ်ပြီးအကုသိုလ်ကောင်းတွေကိုခွေးပရပိုင်းနဲ့နာမည်မှတ်မယ်လို့လူကြီးတွေမကြာခဏပြောကြပေမဲ့တကယ်တမ်းမှာတော့ဘယ်တကြားမင်းမှလူပြည်ကိုစင်ဖို့အချိန်မရဘူးလို့ပါကျုပ်ဆရာတော်ကဒဲဟောကြားခဲ့ပူပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့လွဲမှားနေတဲ့အယူအဆနဲ့ပတ်သက်ပြီးပါကျုပ်ဆရာတော်ကြီးကတကြံမှာတကြားမင်းလူပြည်စင်လာမယ်လို့လူတွေတော်တော်ယုံကြည်ကြတယ်ဒါပေမဲ့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ပိဋကတ်၃ပုံနီကေ၅ပြားဓမ္မခန္ဓာပေါင်း8400အပြင်အဲ့ဒီဓမ္မခန္ဓာတွေကိုဖွင့်ဆိုထားတဲ့အထကထာတွေမှာလည်းတကြံမှာလူပြည်ကိုတကြားမင်းစင်းပါတယ်လို့ဘယ်နေရာမှမဟောထားပါဘူးလို့ခက်ပြက်ပြက်မိတ်ဆိုခဲ့ပြီးတကြားမင်းလူပြည်ကိုမစင်းတက်ရခြင်းအကြောင်းရင်းကိုလည်းအခုလိုပဲအကျယ်တဝင့်ပြောကြားခဲ့ပါတယ်ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့အဆိုအရတကြားမင်းဆိုတာတကောအိဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတာရိန်သာမှာနေထိုင်သူဖြစ်ပါတယ်အချိန်ကာလနဲ့တွက်ကြည့်မယ်ဆိုရင်တကြားမင်းနေထိုင်ရာတာရိန်သာနတ်ပြည်မှာတရက်ဆိုရင်လူပြည်မှာနှစ်100လောက်ကြာမြင့်ပါတယ်ဒါကြောင့်တကြားမင်းမျက်စိတမိတ်မှာတင်လူပြည်မှာ3နှစ်လောက်ကြာမြင့်မှာဖြစ်တဲ့အတွက်လူပြည်တစ်နှစ်တစ်ခါဆင်းလာဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးတကိုးနဲ့ဆင်းလာမယ်ဆိုရင်တော့တကြားမင်းကတာရိန်သာကိုဆင်းလိုက်တက်လိုက်လှုပ်ယုံနေတင်တဏီကုံအချိန်ကုန်ပြီးဘာမှလုံးမရကိုင်မရဖြစ်သွားနိုင်ပါတယ်လူပိန်းနားလဲလွယ်အောင်ပြောရရင်လူသက်တမ်းကတိုးတဲ့အတွက်တကြားမင်းက10မိနစ်တစ်ခါလူပြည်ကိုဆင်းဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်တကြံမှာတကြားမင်းဆင်းမယ်ဆိုတဲ့အယူအဆကြီးဟာဖျားဟောနဲ့လုံးဝတွေ့ဖယ်နေပြီးမိစ္ဆာဒိဋ္ဌိအယူလို့တောင်ပြောလို့ရပါတယ်ဒါကြောင့်လူကြီးမင်းတို့လည်းနှစ်ကူအတာကူမှာဆင်းမလာနိုင်တဲ့တကြားမင်းကိုမျှော်နေမဲ့အစားထေရဝါဒဗုဒ္ဓဘာသာပြီးကုသိုလ်ဘာဝနာပွားများရင်သာနေထိုင်ကြပါလို့အကြံပြုလိုက်ရ